ရှင်ဒေဝဒတ်ကိုငရဲသို့ပို့ဆောင်ပေးသည့်အကြောင်းသုံးမျိုးတရားဒေသနာတော်မြတ်သောအဖြစ်ရှင်ဒေဝဒတ်နဲ့ပတ်သက်ပြီးအဆိုးကြီးပဲပြောကြတယ်ရှင်ဒေဝဒတ်မှာလည်းပဲကောင်းတဲ့ချက်တွေရှိတယ်ပေါ့သူအတကယ်ဆိုးတဲ့ပုဂ္ဂိုလ်ကြီးလည်းပြောလို့မရဘူးသူဘာဖြစ်လို့ရဲကိုကြပါတယ်လေဘာကြောင့်ဒုက္ခရောက်တယ်လဲဆိုတာအကြောင်းရှိတယ်နော်အကြောင်းရှိတယ်ဒါကြောင့်မို့ရှင်ဒေဝဒတ်ကိုရဲသို့ပို့ဆောင်ပေးသည့်အကြောင်းသုံးမျိုးအဲ့ဒါကိုမတအိဋ္ဌလို့ရှင်ဒေဝဒတ်ဟာဘုရားနဲ့ဤကိုတော်တယ်ဆိုတာအလုံးသိရှင်းတော်တရားရဲ့အောင်းအရင်ဖြစ်တယ်ဆိုတာလည်းသိကြတယ်ရှင်ဒေဝရရဲ့ဖာခမီးတော်ကသုပ္ပဗုဒ္ဓမေရောမာယာရဲ့မြတ်စွာဘုရားရဲ့မေရောမာယာရဲ့မောင်တူဖြစ်တယ်ဆွေတဲ့မျိုးတွေကပဲရသောတရာနဲ့ဗုဒ္ဓတို့ကမောင်နှမဝံကွယ်အဖေနဲ့အဖေနဲ့ရသောတရားအဖေနဲ့ဗုဒ္ဓရဲ့အဖေနဲ့မောင်နှမအရင်အဲ့ဒါတို့ကနေပြီးတော့ရှင်ဒေဝရနဲ့ရသောတရားတို့ဝေဖွာခဲ့တာဖြစ်တယ်အဲ့တော့ဗုဒ္ဓဆိုတဲ့အိန္ဒိယနိုင်ငံရိုက်တဲ့ဇာတ်ကားတွေမှာတော့ဒေဝရနဲ့ဖယားတဲ့အမတ်တော်ဆက်တဲ့ရသောရရဲ့ပေါင်းလို့မဆိုဘူးသူဇာတ်ကြောင့်တမျိုးဖြစ်နေတယ်သို့တော့ပိဋကစာပေမှာအဲ့လိုမဆိုဘူးပိဋကစာပေမှာရသောရရဲ့ပေါင်းရင်ရသောတရာကမြတ်စွာဘုရားနဲ့ဖွာပဲ့တော်လို့ဆိုတော့မြတ်စွာဘုရားနဲ့တနေ့တည်းမွေးကြတာဖြစ်တော့ဒေဝဒတ်ကမြတ်စွာဘုရားနဲ့တော့မကြည့်ဘူးရသောတရားရဲ့ပေါင်းဖြစ်တော့တယ်အဲ့တော့ရသောတရားကအကြီးဒေဝဒတ္တကအငယ်လို့ဒီလိုမှတ်လို့ရတယ်ပေါ့သို့တော့စာရဲပြီးတယ်မှာဘယ်သူကအကြီးဘယ်သူကအငယ်လို့ပြောထားတာတော့မရှိဘူးဘာလို့မရှိတာတော့ဆိုရင်ပိဋကစာပေကိုထိမ့်သိမ့်တဲ့အခါမှာဇလံဇက်ွက်တွေကိုအဓိကထားပြီးထိမ့်သိမ့်တာမဟုတ်ဘူးမြတ်စွာဘုရားဟောတဲ့တရားဓမ္မတွေကိုအဓိကထားတာဖြစ်တယ်။ဒါကြောင့်မို့ဇလံဇက်ွက်တွေကိုအဓိကထားလေးမရှိဘူးပေါ့။အဲ့တော့မြတ်စွာဘုရားတဲ့ငယ်တဲ့တိုင်းတာတော့ရှိဒေဝရကငယ်တာဖြစ်မယ်။ရှင်အနတ္တတော့မှပဲပွေနေလို့ပြောတာဖွာပဲတော်လို့ပြောတာဟာတချို့ကြံတာပြောတာတချို့ကြံကြတော့ဖွာပဲတော်မဟုတ်ဘူးထောက်ထားကြည့်ပဲဆိုလို့ရှိရင်လည်းရှင်ဒေဝဒတ်ဟာမြတ်စွာဘုရားရဲ့ငယ်တဲ့အနေထားရှိတယ်။ဘာလို့လဲဆိုဘုရားကိုပြုစုတာဆိုတော့ရွယ်တူခြင်းကတော့ပြုစုမှာမဟုတ်ဘူးငယ်တဲ့ပုဂ္ဂိုလ်ဖြစ်ဖို့များတယ်ပေါ့နော်ငယ်တဲ့အရွယ်ဖြစ်ဖို့များတယ်အဘောကယဆန်ရွှေကံဆိုတဲ့သင်္ကိတလောက်ထားတဲ့မြတ်စွာဘုရားရဲ့ဖွာပဲ့တော်အားဆိုတာကိုရှင်အနတ္တလို့ပြောကြတယ်သို့တော့ဗုဒ္ဓရဲ့ကျမ်းမှာကြတော့အာရောဟနိယဟတ္ထိဘုရားအလောင်းစီးတဲ့ဆင်ဖွာပဲ့တော်လို့ပြောတယ်ရှင်အနတ္တကိုပြောတာမဟုတ်ဘူးအဲ့ဒါဘောကဘောဒီပင်ကာကကာလုဒာယီယာကယသောတရာဆံကအောင်ဆန္နအမရွှေကရွှေဦးကြီးလေးလုံးနဲ့ကံကကတ္တကမြင်စီတော့မြင်အဲ့ဒါမြတ်စွာဘုရားရဲ့ဖွာပဲ့တော်လေးလို့ဆိုလို့တဲ့ပေါ့ဘုရားနဲ့တနေ့တစ်ချိန်နဲ့မှဝိဖွာလာကြတဲ့ပုဂ္ဂိုလ်တွေအဲ့ဒါပဲဘောဓိပင်ရဲ့ရွှေအိုးရဲ့အဲ့တော့တပည့်ကျန်တာတွေအသက်ရှိ
အဲ့တော့ယသောတရာကဖွာဘက်တော်ဆိုတော့ဒီဝတ္တတာကယသောတရာတဲ့အကြည့်မဖြစ်နိုင်ဘူးအငယ်ပဲဖြစ်နိုင်တယ်နောက်တစ်ခုထောက်တာစရာကရှင်ဒီဝတ္တတာဟာဘယ်ချိန်လောက်မှသင်္ကဝလာတယ်လေလို့တွေ့ကြည့်မယ်ဆိုရင်မြတ်စွာဘုရားတောထွက်ပြီးတော့သိကြအောင်ဖျက်ဖြစ်ပြီးပထမဆုံးတပိလောကိုရောက်လာတဲ့အချိန်ပထမဆုံးတပိလောရောက်တယ်ဆိုတာမြတ်စွာဘုရားက35နှစ်မှဖျက်ဖြစ်တယ်နော်35နှစ်မှဖျက်ဖြစ်တယ်ဖျက်ဖြစ်ပြီးနောက်36နှစ်39နှစ်အဲ့ဒီပိုင်းလောက်မှာမြတ်စွာဘုရားကပိလောကြွတာပထမဆုံးအဲ့ဒီဖျက်ကပိလောကြွပြီးတဲ့နောက်မှာရှင်အနန္ဒာတို့ရှင်နုရုဒ္ဓတို့ရှင်ဒေဝတ္တတို့ကဖျက်နောက်လိုက်ပြီးသင်္ကဝကြတာဖြစ်တယ်သူတို့ဆိုတယ်နော်ဆိုလိုတာကဘုရားအသက်30ကျော်လေးပဲသူတို့နောက်ကလိုက်ပြီးသင်္ကဝကြတယ်ဆိုတော့ဘုရားရဲ့ငယ်တဲ့ပုဂ္ဂိုလ်ကြီးဖြစ်လာသူတို့က30ပတ်ဝန်းကျင်သို့မဟုတ်20ကျော်လေးလည်းဖြစ်နိုင်တယ်ပေါ့အဲ့တော့ရှင်ဒေဝရရဲ့ပေတော်ကဘာလို့လဲလို့ဆိုလို့ရှိရင်မဟိတိကိုခေါ်ဒီပုဒ်တော်မဟာနုဘောခေါ်ဒီပုဒ်တော်ခေါ်ဒီပုဒ်တာဆိုခေါ်တာဆိုတဲ့တာဂေဝိမင်းသမီးဟာရှင်ဒေဝရရဲ့ပေတော်ဖြစ်တော့တယ်တော့ဒါသူရဲ့နာမည်ရသောတရာကိုလည်းကိုရီလို့ခေါ်တဲ့အခါနော်အဲ့တော့ရှင်ဒေဝရရဲ့ပေတော်လည်းကိုဒီတောင်းချတယ်ကိုဒီပုဒ်တော်ရှင်သာရိပုတ္တရာကရှင်ဒေဝရတကူကြည်ရတဲ့ပတ်သက်ပြီးမဟိတိကိုဒီပုဒ်တော်အပိနာမည်နဲ့ပြောတယ်ကိုဒီပုဒ်တာရှင်သာရိပုတ္တရာကျတော့သာရိပုတ္တသာရိရဲ့သာရောသာရိပုတ္တိမရဲ့သာရောဒါကြတော့ခေါ်ဒီဆိုတဲ့တာဂိမင်းရဲ့မင်းသမီးရဲ့သာရောအဲ့ဒီတိပဲအမိနာမည်နဲ့ခေါ်ကြတယ်ရှင်သာရိပုတ္တရာကတစ်ချိန်တော့ရှင်ဒေဝရကိုချီးမွမ်းပြောဆိုခဲ့တယ်မဟိတိကိုခေါ်ဒီပုဒ်တော်ခေါ်ဒီရဲ့သာရောဖြစ်တဲ့ရှင်ဒေဝရဟာကြီးမားသောတကူရှိပါပေတယ်မဟာနုဘောခေါ်ဒီပုဒ်တော်အစွမ်းအစာကြီးပါပါပေတယ်လို့ချီးမွမ်းပြောဆိုခဲ့တာရှိတယ်အဲ့ချိန်တော့ဒါကောင်းနေတဲ့အချိန်ပဲနော်သူကပုထုဇဉ်ဘဝနဲ့တကူအိဒီဘတ်တွေရထားတာဟုတ်အဲ့တော့ရှင်ဒေဝရကဝလာတော့အကောင်းသမန်ရှင်အနန္ဒာတို့လိုပဲမြတ်စွာဘုရားဘဝဆန့်ကျင်မဲ့လုပ်တဲ့ရှိဘူးအဲ့တော့ဗုဒ္ဓဆိုတဲ့ရုပ်ရှင်တွေကစိုက်ထားတဲ့ချက်လက်တွေနဲ့တော့ကွဲလွဲတယ်ပေါ့ဒါပိဋကတ်စာပေမှာဆိုတာနဲ့မတူဘူးပေါ့နော်ဟုတ်ပြီရှင်ဒေဝတတ္တဒေဝတတ္တနတ်ပေးတဲ့ပုဂ္ဂိုလ်ဆိုတဲ့အိဗေပြမတတ္တဘာကပေးတာဒေဝတတ္တတက်ကပေးတာအဲ့ဒီခေတ်ကမဲ့နေကြနတ်မယ်လေးပေါ့ပါရတတိအုပ်ဆိုတဲ့ပြမတ္တဆိုတာပြမတတ္တပြမကပေးတာလို့အိဗေရတယ်ပေါ့နော်အဲ့ဒါကိုပဲဒေဝတတ္တကိုဒေဝတ္တလို့ဒီလိုခေါ်တာသာသနာ့ဘဝဝင်လာတဲ့အခါမှာပထမတဝါတွင်မှာပဲရှင်ဒေဝတ္တဟာသမထကျင့်တဲ့ကိုအောင်မြင်ပြီးတော့တကုအိဒီဘတ်နဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဒိဗ္ဗစက္ခုဒိဗ္ဗသောတာအဘိညာဉ်တွေလည်းရတယ်သို့တော့ပုထုဇဉ်ဘဝနဲ့ရတာဖြစ်တယ်အရိယာတော့မဖြစ်ဘူးသမထကျင့်တဲ့အတွက်ကြောင့်တကုအိဒီဘတ်တွေနဲ့ပြည့်စုံတယ်တကုဖန်ဆင်းနိုင်တယ်အဘိညာဉ်၅ပါးရအဘိညာဉ်တွေရတယ်ပေါ့အတဝကယအဘိညာဉ်တော့မရဘူးယန္တာဖြစ်ပါအတဝကယအဘိညာဉ်ရတယ်ပုတိအားဆိုတဲ့ပဲပုဝေနိဝတ္တတို့ဒိဗ္ဗစက္ခုတို့ရတယ်အတဝကယမရဘူးလို့ပြောအောင်အဲ့ဒါလို့တကုအဘိညာဉ်တွေရလို့တကုဖန်ဆင်းနိုင်တဲ့ဆိုရင်တတိရှိတယ်သာသနာမှာထင်ရှားတဲ့ပုဂ္ဂိုလ်တို့ဖြစ်တယ်သူ့ရဲ့အစွမ်းအစတွေနဲ့
အဲ့ဒါလို့စိတ်ကောင်းနှလုံးကောင်းရှိပြီးဒီကိုအဲ့ဒီဘက်တွေနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ကိုဖဲအကြောင်းတရားတွေကကြဲရောက်အောင်ပို့လိုက်တယ်လေဒါတတိထားဖို့လိုတယ်ပေါ့တို့ဆိုရင်ဒေဝတာလူဆိုကြီးပဲလို့လူဆိုမှုငယ်ကြတယ်လို့ဒီလိုမဟုတ်ဘူးနော်ကိုယ်တဏ္ဍမှာလည်းပဲအဲ့ဒီတရားဆိုတွေဖြစ်တယ်ဆိုလို့ရှိရင်ကိုယ်လည်းပဲအဲ့ဒီလမ်းရောက်မှာပဲအဲ့ဒါကိုမြတ်စွာဘုရားဒီသုတ်တန်တစ်ခုမှာဟောထားတာရှိတယ်ဒီသုတ်တန်ကိုလည်းပဲဒေဝတတ္တသုတ်တန်လို့ခေါ်တယ်ရှင်ဒေဝရအကြောင်းနဲ့ပတ်သက်ပြီးတော့ဟောတာတွေတော့အများကြီးရှိတယ်ဒါပေမဲ့ဒီသုတ်တန်တွေကဒီရှင်ဒေဝတတ္တကိုငရဲသို့ပို့ဆောင်ပေးသည့်အကြောင်း၃မျိုးအဲ့ဒီမဲ့ဖရာကိုသွေးစစ်တရားလုပ်တဲ့အနတ္တရိယကံဘောဟိတပါရကံကံကြောင့်မဟုတ်ဘူးအဲ့ဒါကိုဒီကမထားပြောဘူးဖရာတန်ခါပိရကကံကံကြီးထိုက်လို့မဟုတ်ဘူးမဟုတ်ဘူးဆိုတာအဲ့ဒီကံကြီးထိုက်အောင်လုပ်တာရဲ့အကြောင်းတရားကံကြီးထိုက်အောင်လုပ်တာကအကျိုးဖြစ်တယ်အဲ့ဒီကံကြီးထိုက်အောင်လုပ်တာဟာဘာကြောင့်လုပ်တာလဲအဲ့ဒီလုပ်တဲ့အကြောင်းတရားအဓိကကြားတာပေါ့နော်သူရဲ့ယနေ့မှာဖြစ်ပေါ်တဲ့တရားကပို့ပြီးတော့အဓိကကြားတယ်မြတ်စွာဘုရားကိုသိကြောင်ကြံ့တယ်နော်တော့ဣတ္တပါရကကံထိုက်တယ်တန်ခါးတွေသင်ခွဲတယ်တန်ခါးပိရကကံထိုက်တယ်အဲ့ဒါတွေကြောင့်လည်းကြတယ်လို့တော့တမ္မာအဖြစ်ဒီပြမှုတွေကိုဆွဲကြတယ်မြတ်စွာဘုရားကအဲ့ဒီပြမှုတွေကြောင့်လို့မဟုတ်ဘူးစဉ်းစားကြည့်အဲ့ဒီပြမှုတွေကိုဘာကြောင့်သူကျူးလွန်တယ်လဲဆိုတာအဓိကကြတယ်ပြမှုကျူးလွန်စေတဲ့အကြောင်းတရား၃ပါးသူကျူးလွန်တာမဟုတ်ဘူးကြားထဲမှာယင်ထဲမှာဖြစ်တဲ့အကြောင်းတရား၃ခုရှိတယ်အဲ့ဒါကအရင်ကြားတယ်လို့ဆိုလို့ပေါ့နော်လူတယောက်ဟာဆိုးတယ်ဘာကြောင့်ဆိုးရတယ်လဲဆိုးခြင်းအကြောင်းအားရှိသေးတယ်လေဒီလူကဘာကြောင့်တခိုးဖြစ်တယ်လဲဒီလူကဘာကြောင့်ဓမြဖြစ်သွားတယ်လဲဆိုတာအဲ့ဒီအကြောင်းကပို့ရေးချီတယ်ဓမြဖြစ်လို့တခိုးဖြစ်လို့ဆိုတဲ့ဟာကလူသိတယ်ခုနကဓမြဘဝရောက်သွားအောင်တခိုးဘဝရောက်သွားအောင်ဘာကြောင့်သူရောက်သွားတယ်လေအဲ့ဒါကပို့ရေးချီတယ်ပေါ့နော်ဒါလူတိုင်းနဲ့သက်ဆိုင်တယ်လူတိုင်းနဲ့သက်ဆိုင်တော့လူတိုင်းဟာတတိထားတဲ့အချက်တွေပေါ့နော်အဲ့တော့ဒေဝတတ္တဟာဆိုရတော့အသက်30လောက်ကဟောလာမြတ်စွာဘုရားတတော်82နှစ်လောက်ရောက်တဲ့အခါကျမှဘုရားဥစ္စာကျင်လာ82နှစ်လောက်ဘာလို့လဲဆိုတော့မြတ်စွာဘုရားစီသွားပြီးတော့တောင်းဆိုတဲ့အခါစေနောတာနိပန္တိဘဂဝါမြတ်စွာဘုရားအခုတတော်ကြီးပြီအသက်ကြီးပြီသူ့ကိုယဟန်တန်ဃာတွေကိုလွှဲအပ်ပါသူအုပ်ချုပ်ပါမယ်လို့ဆိုအဲ့မှာဘုရားအသက်ကြီးပြီလို့ပြောတာပဲရွယ်တော့ဆိုသက်80ကျော်တာအဇတတနန္တတာမြတ်စွာဘုရားပြိဋိဘမဆန်ခင်8နှစ်လို့ဆိုတော့မြတ်စွာဘုရားတတော်82နှစ်လို့တွက်လို့ရတယ်အဲ့ဒီအချိန်မှာရှင်ဘုရားအသက်ကြီးပြီတန်ဃာတွေအုပ်ချုပ်ဖို့သူ့တောင်းပေးပါအဲ့ဒီမှာမြတ်စွာဘုရားကသူ့ကိုဆုံးမလိုက်တယ်ဆုံးမလိုက်တဲ့စကားကသူမခံနိုင်လောက်ပြောတဲ့စကားဖြစ်သွားဘာကြောင့်ဒါပြောတာတော့လို့ဆိုမြတ်စွာဘုရားမှာတော့အကြောင်းရှိတယ်မြတ်စွာဘုရားဘာကြောင့်အဲ့ဒီလိုစကားပြောတာလဲလို့ဆိုလို့ရှိရင်ကြီးမားတဲ့အကျိုးကျေးဇူးတစ်ခုရှိလို့ပြောတာဆိုပါစို့မာဂန္ဒီမိသားစုနဲ့ဆုံတွေ့တော့ကတခြားစကားနဲ့ပြောရင်ပြောလို့ရတာပဲအဲ့ဒါလို့မပြောဘဲနဲ့ကိပိဝိတမုဒ္ဒကရိတပုံနာပါရပိဏတဖုတိတောနာအိစေကျင်ကြီးကျင်ငယ်နဲ့ပြည့်နေတဲ့မင်းသမီးမာဂန္ဒီကိုခြေတော်တဲ့တော့မထိချင်ဘူးလို့ဆိုတော့အဲ့ဒါတော့မိုးချိုပြည့်ချိုပြောတယ်ဆိုပြီးတော့ကြားတဲ့ပုဂ္ဂိုလ်မခံနိုင်ဘူးနေတာမြတ်စွာဘုရားကအဲ့ဒီလိုစကားမျိုးပြောလာလို့ဆိုမှန်တယ်အကျိုးရှိတယ်ဆိုရင်သူကြိုက်ပြောတယ်ဗျာအဲ့ဒါပြောကြ
သူကတော့ဆိုတဲ့ကောင်းသောစကားကိုဆိုတော်မူတတ်သောဆိုတဲ့မြတ်စွာဘုရားကုံတယ်မှာနော်မှန်နဲ့မှန်ရမယ်အကျိုးလည်းရှိမယ်သူများကြိုက်ရင်လည်းပြောမယ်မကြိုက်ရင်လည်းပြောတယ်ဒီနှစ်ခုမကြိုက်လို့ပြောသည့်အတွက်ကြောင့်လို့ဆိုနိုင်တယ်ပေါ့မြတ်စွာဘုရားရန်လောက်ခံရတယ်တော့ရန်လောက်ခံရတာကိုထက်မတွက်ဘူးဒီလိုပြောလိုက်မှအကျွတ်တရားရမယ်ပုဂ္ဂိုလ်ပဲကြည့်တယ်ရန်လောက်ပဲပုဂ္ဂိုလ်သိမကြည့်ဘူးမြတ်စွာဘုရားဖះပွင့်လာတာကိုကတတ္တဝါတွေအမှန်သိဖို့အတွက်ပေါ်လာတာအဲ့တော့အမှန်သိမဲ့အသိဉာဏ်ဖြစ်ပေါ်လာမှာကိုဥစားပေးလိုက်တယ်အဲ့ဒါတို့ပြောလိုက်တဲ့အခါကျတော့မှသူ့အမေနဲ့သူ့ဖေကကျွတ်သွားတယ်တရားတို့ရသွားတယ်မာဂတိအမေနဲ့ပဲမာဂတိဘုရားကြီးနဲ့ဘုရားမာရီအကျွတ်တရားရတယ်သို့တော့အဲ့ဒီစကားတစ်လုံးကမာဂတိကိုဘုရားကိုရန်လို့အောင်ပြောလိုက်တဲ့စကားပြောဖြစ်သွားတယ်မာဂတိကတော့ရန်ညှို့ဖွဲ့သွားတယ်သမီးမာဂတိကရန်ညှို့ဖွဲ့တယ်အဖေမာဂတိအမေမာဂတိသူတို့အကျွတ်တရားရတယ်အဲ့ဒီအကျွတ်တရားရမယ်ဟာကိုကြောက်ပြုပြီးမြတ်စွာဘုရားပြောတယ်လို့ဒီလိုပဲနော်အဲ့လိုဆိုလို့ပေါ့အဲ့တော့ဒီမှာလည်းပဲထေဝဒတ်ကိုမြတ်စွာဘုရားပြောလိုက်တဲ့စကားဟာဆုံးမတဲ့စကားလည်းဖြစ်တယ်ဘယ်လိုဒီအောင်ပြောလို့ဆိုရင်သူများထွေးတဲ့တွေကိုမမျိုးချင်ပါနဲ့ဆိုတဲ့ပဲပြောတယ်နော်ကိုယ်ဆန်းစားနဲ့ကိုခေါင်းဆောင်လုပ်မယ်စားသူများထွေးတဲ့တွေကိုဘာလို့ပြောရတာလဲဆိုတဲ့ပဲပြောအဲ့တော့ဒေဝဒတ်ကနာကြည့်သွားတယ်အဲ့ဒါလေပြောရင်တော့ဖျက်ကိုမကြည်ညိုတဲ့လူကတော့ပြောမှာပေါ့အပြောမတတ်လို့ဒုက္ခရောက်တယ်လို့သို့တော်မြတ်စွာဘုရားမှာအကြောင်းရှိပြောတာထေဝဒတ်ကိုဒီလိုပြောလိုက်မှနောက်တရတဲ့အခါမှာမြတ်စွာဘုရားရဲ့မေတ္တာကိုသူသိတော့ဘာလို့လဲဆိုလူဆိုတာတော်ခက်တယ်နော်ဒီဗမာပြည်မှာတယ်ပဲဆရာတပည့်ရှိကြတယ်ဆရာတပည့်ရှိကြတယ်ငယ်တော့ကဆရာကိုကြောက်ရတယ်ဆရာကရိုက်နဲ့တင်ဆုံးပါတာကြီးပွားလာတဲ့အခါကျတော့အသက်ကြီးလာတဲ့အခါကျတော့ဆရာကမရိုက်ပဲနဲ့မွေးလာတဲ့တပည့်နဲ့ဆရာကရိုက်ပြီးတော့ပညာသင်ပေးတဲ့တပည့်အဲ့ဒီနှစ်ဦးဟာထူးခြားလာတဲ့အခါအသက်ကြီးကဆရာကျေးဇူးကိုသိလာတော့ပြန်ပြောကြတယ်ဘယ်လိုပြောတော့ဆိုငယ်စဉ်ကဆရာကမရိုက်ဖက်နဲ့အလိုလိုက်ထားတဲ့တပည့်ကငါကိုဆရာသမားကအလိုလိုက်လို့ငါဟာပညာမတတ်တာနှုတ်ဖို့ဆိုရင်ငါပညာတတ်မယ်အပြစ်တင်တာပြောတယ်နောက်တချို့ကျတော့ဆရာကငါကိုရိုက်ထားတယ်လို့ဒီတဲ့ရိုက်ရင်ဒီတဲ့ငါတတ်မယ်လို့ထင်တယ်အဲ့လိုပြောတာလူဆိုတာကိုပြစ်မတင်ဘူးကျန်တဲ့လူပဲပြစ်တယ်ဒါအထုံးစံအမေကငါလိုက်လို့ငါဒုက္ခရောက်တယ်လို့ပြောတာပဲသာသမီကလည်းစိုးမိုက်ပြီဆိုရင်အမေကလိုလိုက်လို့ငါဒုက္ခရောက်တာလိမ္မာလို့ရှိရင်အမေဆုံးမလို့သိပြောကိုတော့သူတွေကပြစ်သိပ်သူများကိုတော့ပြစ်တင်တယ်တခုချွေရင်အဲ့လိုတင်တတ်တယ်ဒါကြောင့်မြတ်စွာဘုရားကထေဝဒတ်နောင်တရလာတဲ့အခါမှာငါ့ကိုမလောက်သားလောက်အောင်ဒီလိုဆုံးမခဲ့တာပဲဆိုတာကိုမရစေတဲ့ဘောရှိတော့ပေါ့နော်ဒါတွေ့ကြည့်ရတာပေါ့အဲ့တော့မြတ်စွာဘုရားပေါ်မှာငကိုကလည်းတန်တရားကပါလာတယ်မုန်းစိတ်ကလည်းရှိတယ်ပေါ့ခုလိုပြောလိုက်တဲ့အခါကိုမုန်းသွားတယ်ပေါ့နော်ဒါတော့တခြားနေ့ဒီတိုင်းနေ့လည်းမုန်းမှာပဲဒီကွာမုန်းစိတ်ကရှိတာသို့တော့အသက်အရွယ်ငယ်တော့ကတလောင်မဟုတ်ပဲနဲ့ကြီးလာတဲ့အခါမှာဖားချောင်းဒီလိုမုန်းစိတ်တွေပေါ်လာတယ်လဲဆိုပ
လာတာလို့ဆိုတဲ့တရားအဲ့ဒီတရားတစ်ခုကမတမဆိုတယ်ပလာတာဆိုတာဘုံတုကိုပြန်လှုပ်ထားပြောတာနော်ငါလည်းတူတူပဲသူလည်းတူတူပဲဆိုရင်ကိုယ်နဲ့သူနဲ့နိုင်ရှိပြီးတော့တူတယ်လို့သတ်မှတ်တယ်ဥမာမဲ့ဘုန်းကြီးတွေနဲ့ပြောမှဆိုရင်သူလည်းဓမ္မစရိယကိုဆရာကဓမ္မစရိယအောင်တယ်တပည့်ကလည်းဓမ္မစရိယအောင်တယ်ငါလည်းဓမ္မစရိယအောင်တယ်ဆရာလည်းဓမ္မစရိယအောင်တယ်ဘာထူလဲတူတူပဲလောကီဝဲဆိုရင်ဆရာလည်းပြီးငါလည်းပြီးဆရာကလည်းမဟာဝိဇ္ဇာကလည်းမဟာဝိဇ္ဇာဆရာကလည်း PhD ငါလည်း PhD တူတယ်လို့နိုင်ရှင်းတယ်တချို့ကျတော့တားတဲ့တောင်းထင်လိုက်သေးတယ်နော်အဲ့ဒါကိုပလာတာလို့ခေါ်တယ်ရှင်ဒေဝဒတ်ကိုနှိမ့်ဆက်သွားတာအဲ့ဒါပဲပါအဲ့ဒါပါသူကတကူရီကြီးတဲ့အခါကျတော့သူတကူစွမ်းစားတွေကိုသူကြည့်ပြီးဖခင်ကလည်းတာကိုရင်မျိုးပဲငါလည်းတာကိုရင်မျိုးပဲသူလည်းမင်းမျိုးပဲငါလည်းမင်းမျိုးပဲသူလည်းယဟန်ပဲငါလည်းယဟန်ပဲသူလည်းတကူရှင်ပဲငါလည်းတကူရှင်ပဲဟောနိုင်ရှင်ပါအဲ့တော့သူလုံးနိုင်ရင်ငါလည်းလုံးနိုင်ရမယ်ပေါ့အဲ့ဒီသူစိတ်ထဲမှာလောက်လာတာပြဿနာတစ်ခုပဲနော်ပြဿနာတစ်ခုအဲ့တော့ရှင်ဒီဝရဟာပုံမှန်အနေထားတော့ငါသူတရားတစ်ပါးကြီးကျင့်ပြီးတော့တကူအေဒီဘတ်တွေနဲ့ပြည့်စုံပြီးနေရကနေပြီးတော့ဘာဖြစ်လို့စိတ်ဓာတ်တွေပြောင်းလဲပြီးဖောက်ပြန်သွားသလဲအကြောင်း၃မျိုးရှိတယ်ဒီအကြောင်း၃မျိုးကိုမြတ်စွာဘုရားဘယ်တော့မှဟောလဲဆိုရှင်ဒီဝတ္တတဟာမြတ်စွာဘုရားကိုဆန့်ကျင်မဲ့လုပ်ပြီးတော့ပြောမယ်ဆိုရင်တော့သူဟာမြတ်စွာဘုရားတတော်90နှစ်93 94 95အဲ့ဒီပတ်ဝန်းကျင်တော့ဖြစ်တယ်နော်ဒါခံမှန်းလို့ရတယ်ဘာလို့လဲဆိုရင်95ကျမှသူတင်ခွဲသွားတာဘုရားရှိရထွက်ခွာသွားတာ92နှစ်ကျော်မှထွက်သွားတာအဲ့တော့93 94 95ဘုရားတတော်95နှစ်လောက်မှာတိဝရကသူပြန်တော့မူတာအဲ့ဒီချက်ပြောတော့သူတက်တော့မသိဘူးဘုရားတက်ကအဲ့လောက်ရှိမြတ်စွာဘုရားပေါ်မှာနောင်တတွေရလာသူလုတ်ခဲ့တာတွေမိုက်တာတွေနောင်တရပြီးတော့ဘုရားကိုဝန်ချတောင်းမှမလို့လာတာဘယ်ကြမှာဖြစ်တုံးဆိုရင်သူနေမကောင်းတဲ့မသာဖြစ်လာတဲ့အခါစိတ်တက်ကြလာအဲ့ဒီစိတ်တက်ကြလာတဲ့အချိန်မှာဘုရားရဲ့ခြေစွေတွေကိုသိလာငါဘယ်တော့ငါဘယ်လိုပြောခဲ့တယ်ဘယ်တော့ငါဘယ်လိုပြောတယ်ငါရဲ့အကျိုးလိုလာတယ်ငါပဲရန်လောက်တာသူကရန်လောက်တာမဟုတ်ဘူးငါပဲသူ့အပြစ်တွေမြောက်ပြောတယ်သူကငါအပြစ်မပြောရှာဘူးထွေးသိလာတယ်သိလာတဲ့အခါကြော့မယ်ဆိုပြီးတော့ဘုရားစီလာမှာအဲ့ဒီမှာပြည်ပြူသွားတာအဲ့တော့ရသော်ပြတ်တော့92နှစ်နောက်ပိုင်း93 94 95ပတ်ဝန်းကျင်မှာဘုရားပြိဋိဘမစံငယ်သူရည်သေးသွားတယ်။ဘာဖြစ်လို့လဲဆိုတော့ဗျမဇာလာတုတ်ဟောတဲ့အခါမှာ95နှစ်မှာဘုရင်ဖြစ်တဲ့အဇာတတတိဘုရားဥစ္စာကြီးမဲ့လုပ်နေတာပဲသူလေအဲ့တော့ဒေဝဒတ်မြေမြူပြီးဆိုတော့မှသူကဘုရားစီရောက်လာတာသာမညဖလားတုတ်ဟောတာအဲ့ကြမှာသူဘုရားစီရောက်တာဘာကြောင့်သူဘုရားစီရောက်လာတော့ဆိုဒေဝဒတ်သူအာကိုတဲ့ဒေဝဒတ်မြေမြူပြီးဆိုပါသူလည်းကြောက်လာလူစားအဲ့တော့ကြောက်စိတ်တွေဝင်လာအဲ့ဒီကျတော့ငါလှုပ်တဲ့အမှားတွေငါလည်းပဲတော့ဒုက္ခပေးမလဲငါဆရာဒေဝဒတ်တော့ပြေပြိုသွားပြီဆိုအဲ့ဒီမှာသူတောင်းရရပြီဖျားစီရောက်လာဗျမဇာလာအမညဗလာတော့ခေါ်တဲ့အချိန်ကသူပထမဆုံးဖျားစီရောက်တဲ့အချိန်ပဲပေါ့နော်အဲ့တော့အဲ့ဒါတွေကိုထောက်ထားမယ်ဆိုရင်
ရှင်ဒေဝရသိဆုံးပြီးတဲ့နောက်မှာဇာတတကဘုရားစီရောက်တာဟုတ်လေနော်ဇာတတဘုရားဘုရားစီရောက်တယ်လို့ဒီလိုမှတ်အောင်အဲ့တော့ရှင်ဒေဝရမြေမျိုးသွားတဲ့အခါမှာတည်နေအမျိုးမျိုးထွက်တယ်ရှင်ဒေဝရဒုက္ခရောက်သွားတယ်မြေမျိုးတယ်အဲ့လိုမြေမျိုးတာသိပင်နေဘုရားပေါ်မှာအမြင်မကြည့်တဲ့ပုဂ္ဂိုလ်တွေကစေရွန်ကြောင့်နဲ့အလားမှာစေရွန်ကြောင့်ရဲ့ရေကန်အနိနာလေးမှာခတ္တကတပန်းဖြေဘုရားစီသွားဖို့ပန်းဖြေတဲ့အချိန်လေးထမ်းစဉ်ကနေပြီးတော့ခြေတော့ရေကြီးပေါ်ချလိုက်တဲ့အချိန်မှာပြေပြိုသွားတယ်အဲ့တော့ရှင်ဒေဝရအရှင်လတ်လတ်နဲ့ဒုက္ခရောက်ပြီးတော့ဘဝဆုံးသက်သွားတယ်အဲ့လိုဖြစ်ရတာဘာကြောင့်လဲလို့ဘုရားကိုကြီးညိုတဲ့လူတွေကတော့ရှင်ဒေဝရသူမကောင်းလို့သူအကုသိုလ်တွေအကျိုးပေးတာလို့ဒီလိုပြောကြပါမယ်ဘုရားကိုမကြီးညိုဘဲနဲ့အပြစ်မြင်နေတဲ့ပုဂ္ဂိုလ်တွေကြဘယ်လိုပြောလို့ကောရမဘုရားချိန်သေးလို့နော်ဒီရကြီးအမြေမျိုးခံရတဲ့ကောရမဘုရားချိန်သေးလို့ဆိုအဲ့တဲ့ရင်ကိုဆွဲတယ်လောကမှာချိန်သေးခံရလို့မြေမျိုးသွားတယ်အဲ့ဒီချိန်သေးတယ်ဆိုတာလေအဘိဓပလို့ခေါ်တယ်ချိန်စာတိုက်တယ်လို့ချိန်သေးတယ်လို့အဲ့ဒီရှိတယ်နော်ဘာဖြစ်ပါစေညဖြစ်ပါစေနဲ့အဲ့လိုချိန်စာတိုက်တာရှိတယ်အဲ့ဒါကိုအဘိဓပလို့ခေါ်တယ်မြတ်စွာဘုရားကယဟန်နေမချိန်သေးရဘူးချိန်စာမတိုက်ရဘူးဘိက္ခုနီတွေမချိန်သေးရဘူးချိန်စာမတိုက်ရဘူးလို့ဆုံးမထားတာရှိတယ်ရှေးခေတ်ကလည်းအဲ့လိုချိန်စာတိုက်ထားတာရှိတယ်အဲ့တော့အဲ့လိုသတင်းဖြစ်လာတဲ့အခါမှာဘုရားကိုကြီးညိုတဲ့ပုဂ္ဂိုလ်တွေကစပြီးတန်တရားဝင်လာကြတယ်ဟုတ်များဟုတ်နေမလားဘုရားကိုကောရမဗုဒ္ဓကိုအမြဲတမ်းရန်လုပ်တဲ့ဒေဝဒဟာမကောင်းသောသိခြင်းဖြင့်သိရတယ်ဆိုတာကျိန်းစာမိတာများဖြစ်မလားတန်တရားဖြစ်လာအဲ့ဒါကြောင့်မလို့မြတ်စွာဘုရားအဲ့ဒီစကားကယဟန်ဒီစီရောက်လာတော့ယဟန်ဒီရှောက်လို့မြတ်စွာဘုရားကမဟုတ်ဘူးဒေဝဒကိုငရဲသူပို့ဆောင်ပေးတာအကြောင်းတို့မျိုးရှိတယ်ကျိတ်တာတိုက်လို့မဟုတ်ဘူးသူများကြိတ်လို့ဖြစ်တာမဟုတ်ဘူးအဲ့ဒါကိုဟောတာနော်အဲ့တော့ဒါတတိထားစရာဒါမကောင်းတယ်ဘယ်သူမပြုတ်မိမိမှုဆိုတာကိုယ့်ရဲ့ထဲမှာဖြစ်တဲ့အဆိုးတရားတွေကကိုယ်ဆိုးတဲ့ဘဝကိုပို့ပေးလိုက်တာနော်အဆိုးတဲ့ရောက်အောင်လုပ်တာသူများလုပ်တာသူများလုပ်တာနည်းနည်းပဲလုပ်လို့ရဒီဘဝသာလုပ်လို့ရတယ်နောက်ဘဝထိလိုက်လုပ်လို့မရဘူးလေဥပမာမဲ့ဒေဝဒအသိဆုံးနဲ့သိတာတော့ဖြစ်ကောင်းဖြစ်နိုင်တယ်ဒီဘဝလုပ်ရကြအောင်အသိဆုံးနဲ့သိနိုင်တယ်ထားပါတော့ငရဲကြဖို့ဆိုတာလိုက်လုပ်လို့မရဘူးလေနော်လူတွေဟာဒီဘဝအသက်ခံခြင်းခံရမယ်သို့တော့မကောင်းတဲ့ဘဝရောက်ဖို့ဆိုတာဒီလူကလုပ်လို့မရဘူးလေအဲ့တော့သူများလှုပ်လို့ဆိုတာကြတော့တဘွားပဲဖြစ်နိုင်တယ်။ညာရွေးပဲဖြစ်နိုင်။အဲ့ဒါနဲ့ပတ်သက်ပြီးမြတ်စွာဘုရားဟောထားတာအကြောင်း၃မျိုးကိုဟောထားတယ်။တိဟိဘိက္ခွေအတ္တတမေဟိမြတ်စွာဘုရားကအတ္တဓမ္မပတုရောတရားလို့နော်စိတ်ကောင်းနှလုံးကောင်းမရှိတဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာဖြစ်လေဖြစ်တာရှိတဲ့အကြောင်းတရားအတ္တဓမ္မတတ္တမဆိုတာသူတော်ကောင်းတရားအတ္တဓမ္မဆိုတာမသူကောင်းမသူတော်တို့ရဲ့တရားစိတ်ကောင်းနှလုံးကောင်းမရှိတဲ့ပုဂ္ဂိုလ်ရဲ့ယင်နဲ့မှဖြစ်တတ်တဲ့တရားကိုအတ္တဓမ္မလို့ခေါ်တယ်သူတော်ကောင်းရဲ့ယင်နဲ့မှဖြစ်တဲ့တရားကိုတတ္တမလို့ခေါ်တယ်အတ္တဓမ္မ၃မျိုးရဲ့လွှမ်းမိုးမှုခံရလို့တဲ့ဒီဝဒ္ဓဟာအပေကိုရောက်သွားတာဖြစ်တယ်ငရဲကိုရောက်သွားတာဖြစ်တယ်အဲ့၃မျိုးကြောင့်အဲ့ဒီ၃မျိုးကဘာတွေလဲဆိုရင်
နံပါတ်1ကပပိစ္ဆတာပပိစ္ဆတာဆိုတာယုံမာတဲ့စိတ်ဆန္ဒရှိမှုအဲ့ဒါအဓိကပဲနော်သူငယ်ရောက်တာယုံမာတဲ့အလို့ဆန္ဒရှိမှုအဲ့တော့ဆန္ဒရှိတိုင်းကောင်းတာမဟုတ်ဘူးသူဆန္ဒကယုံမာတဲ့ဆန္ဒဆိုတာဘယ်လိုဟာတော့ဆိုရင်ကိုမရှိတဲ့ခုံနဲ့ကြွားလုံးထုတ်ချင်တဲ့ဆန္ဒလို့ဆိုပါတယ်တချို့ကြတော့လူထင်ကြီးစေချင်တယ်လေကိုပညာတတ်ကြီးတို့ထင်စေချင်တယ်တရားတကလူရဝင်ချင်တယ်ဂုဏ်သတင်းကြော်ကြားချင်တယ်အဲ့ဒီဖြတ်လန်းကကြော်ကြားချင်တဲ့ဟာကိုပပိစ္ဆာလို့ပြောတာသူကဘယ်လိုကြီးကျယ်တော့ဆိုပါရမီမဖြည့်ပဲနဲ့ဖရာနေရာကိုတက်လူချင်တယ်နေရာအဲ့ဒါသူ့ရဲ့ပပိစ္ဆာပဲကိုမဖရာလို့အရေးချင်းမရှိပဲနဲ့အရေးချင်းရှိတယ်လို့ထင်နေတာထင်ပြီးတော့ငါလည်းလုံနိုင်တယ်လို့ထင်တာပပိစ္ဆာအဲ့ဒါပေါ့လူတွေမှမဖြစ်တတ်ဘူးလားဖြစ်တတ်တယ်သူတောင်တိုင်းပြည်ခေါင်းဆောင်လုပ်နိုင်သေးတာငါလည်းခေါင်းဆောင်လုပ်နိုင်မယ်ဆိုနော်သူလည်းတည်းအသင်းမှာဥက္ကဋ္ဌငါလည်းအသင်းမှာဥက္ကဋ္ဌဖြစ်နိုင်တယ်သူလုံးလို့ကြည်ပွားရင်ငါလည်းလုံးရင်ကြည်ပွားတယ်ဆိုပြီးတော့ကိုယ်ရည်ချင်းကိုတကယ်အစစ်မှန်ကိုမသိပဲနဲ့ရည်ချင်းမရှိပဲနဲ့ရည်ချင်းရှိတယ်လို့စိတ်ထဲမှာထင်ပြီးတော့ကြီးမားတဲ့ရာထူးကြီးတစ်ခုကိုရချင်တယ်ကြီးမားတဲ့အဆင့်တစ်ခုကိုရချင်တယ်အဲ့ဒါကိုပပိစ္ဆာလို့ခေါ်တာကျောင်းထိုင်ဘုန်းကြီးပုဂ္ဂိုလ်တို့ဆိုတော့ကျောင်းထိုင်ဘုန်းကြီးရဲ့အရေးချင်းရှိပဲနဲ့သူလည်းကျောင်းထိုင်ဘုန်းကြီးလုံနိုင်တယ်ဆိုတာပြောပေါ့အလုပ်တစ်ခုမစွမ်းဆောင်နိုင်မဲ့နဲ့ကိုယ်ကိုစွမ်းဆောင်နိုင်တယ်လို့ထင်တာကိုမတတ်ပဲနဲ့တတ်တယ်လို့ထင်တာအဲ့ဒါပပိစ္ဆာလို့ခေါ်တယ်စာပေထဲမှာအတ္တန္တသံဘာဝနာမရှိတဲ့ခုံနဲ့ချီးမွမ်းခံရတာလူစားတော့ခက်တယ်နော်မရှိတဲ့ခုံနဲ့ချီးမွမ်းခံရကိုယ်အဆင့်ကိုမသိပဲနဲ့ကိုယ်ဆင်အမြင့်ဆုံးဆင်လို့စိတ်ထဲမှာထင်ပြီးတော့ဘယ်သူကမှပိုးမထားတာအဲ့ဒါပလာတာလို့ခေါ်တယ်ပလာတာကိုအင်တူပြုခြင်းလို့ပြောတာအင်တူပြုခြင်းဆိုတာဘယ်သူမှပိုးမထားဘူးသူရည်ချင်းနဲ့ငါရည်ချင်းတူတူပဲဘာထုလို့လဲသူလည်းထမင်းစားကြည်တာငါလည်းထမင်းစားကြည်တာဟောသူကောင်ကလည်းအခုံးတစ်ဖက်ကြားထဲမှာကောင်းပေါက်တာငါလည်းအဲ့ဒါပဲဆိုတာပြုလူကမတူရင်တော့မှတူကြတယ်သဘောရှိတယ်အဲ့ဒါကိုပပိစ္ဆာလို့ပြောတယ်ဒီဝိတ္တရဲ့ပပိစ္ဆာပါတော့ဆိုဖះကိုတတ်တူတာပါရမီ7ပါးကျင့်ပြီးတော့တရားအထုတ်ပြီးဖះဖြစ်တာဖះဟောတဲ့တရားကိုလိုက်နာကျင့်သုံးလို့အောင်မြင်တာအဲ့ဒါကိုမတွက်ဖဲနဲ့ဂေါရမဟာလေတကူရှိတာပဲတိုက်ကွေမင်းသားပဲငါလည်းတိုက်ကွေမင်းသားပဲနော်သူနဲ့ကလည်းညီကိုသူလည်းတမနာငါလည်းတမနာသူလည်းတကူရှိတယ်ငါလည်းတကူရှိတယ်ဟဲ့အဲ့ဒါတွေကိုတတ်တူလိုက်တာတတ်တူပြီးတော့ဖရာရည်ချင်းနဲ့သူရည်ချင်းကိုတူတယ်လို့ထင်ပြီးတော့ရှင်ဘုရားအသက်ကြီးပြီတန်ခါကိစ္စကိုသူပဲကောင်းဆောင်ပါမယ်ရှင်ဘုရားအေးစစ်စစ်အနာယူပါရည်ချင်းတခုအဲ့လိုတတ်တူတာပပိစ္ဆာလို့ခေါ်တယ်နော်ပပိစ္ဆာလို့ခေါ်တယ်အဲ့လိုဆိုလိုတာကလူဆိုတာကိုယ့်ရည်ချင်းကိုသိရမယ်ကိုရှိတာကိုသိရမယ်သိပြီးတော့ကိုယ့်ရဲ့တာရင်တာရတော့သိမှပြရမယ်သူကငါရဲ့တာတယ်သူရည်ချင်းကိုကောင်းတယ်ဒီလိုသိရမှာမသိဘူးဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာမသိပဲနဲ့ကိုလို့ချင်းပပိစ္ဆာပဲအဲ့ဒါကတာမန်မဟုတ်ဘူးသူကြတော့ဘုရားအထီအောင်တက်ပြီးတော့ပပိစ္ဆာဖြစ်သွားတာသူရဲ့ပပိစ္ဆာကဗဒမချီမာတယ်ပေါ့လောကီကိစ္စမှာလည်းမဟုတ်ဘူးဘုရားတဆူရဲ့အခွင့်အဆင့်ထီအောင်သူကတူတယ်လို့သွားထင်တာအဲ့ဒါပပိစ္ဆာနော်အောက်တန်းကြတဲ့စိတ်ဓာတ်လို့ပြောတယ်ဒါတစ်ခု
နောက်တစ်ခုကတော့ပပမိတ်တာတာသူနာဝန်းရံနေတဲ့ပုဂ္ဂိုလ်တွေကမကောင်းတဲ့လူတွေကြီးပဲကောင်းအဲ့တော့ကိုနာရှိတဲ့ပုဂ္ဂိုလ်တွေကအကောင်းလားမကောင်းလားကြည့်တယ်သူနဲ့ပေါင်းပြီးတော့သူ့ကိုမြောက်ပေးနေတဲ့ပုဂ္ဂိုလ်တွေကမကောင်းတဲ့ပုဂ္ဂိုလ်တွေကြီးပဲပပမိတ်တာစိတ်ကောင်းမရှိတဲ့ပုဂ္ဂိုလ်တွေစိတ်ကောင်းမရှိတဲ့ပုဂ္ဂိုလ်ဆိုတာမြောက်ပေးတယ်မြောက်ပေးလို့အခွင့်အရေးရရင်ဝိုင်းစားမယ်အခွင့်အရေးမရရင်လစ်မယ်ထားပစ်ခဲ့မယ်သူတယောက်တည်းနော်မကောင်းတဲ့မိတ်ဆွေဆိုတာအဲ့ဒါမျိုးပြောတာဘေးရကြုံလို့ရှိရင်သူပြစ်ထားကြမှာဘေးရမကြုံသေးဘူးဆိုရင်တော့သူ့ကိုပေါင်းတယ်လုပ်နေတာပဲမြောက်ပေးမယ်မြောက်ပေးပြီးရတဲ့အခွင့်အရေးဝင်ယူမယ်အဲ့ဒါကိုပပမိတ်တာလို့ခေါ်တာအဲ့ဒါအလွန်ကြောက်စရာကောင်းတယ်ဝိုင်းပြီးတော့ဝန်ရညာတယ်လေဟိုပုံဝတ္ထုတွေလို့ပဲလူနှစ်ယောက်ခီးသွားတယ်တယောက်တည်းမှာဖိုင်းဖက်တဲ့နတ်ပါတယ်တယောက်ကပါမအောင်နှစ်ယောက်သွားရင်သူကကြွားတယ်လက်ဖြောင်းတတ်တာပေါ့ခုချိန်မှာကြားတွေ့ပါတွေ့ငါဒီတနတ်နဲ့ခုကပြစ်မယ်လို့ပြောအဲ့လိုပြောလို့ကြွားပြီးတော့ပြောလို့မှမဆုံးသေးဘူးငါကိုယ်လေးမှာဝဝကြီးတောင်နဲ့တန်တိုးအဲ့ဒီကြတော့တနတ်ချပြီးတော့တပိမောတက်ပြေးသွားတယ်သူအဲ့တနတ်နဲ့ကောင်ကအရင်မြင်လိုက်တာတက်ပြေးသွားဟိုတနတ်မပါတဲ့ကောင်လက်တောင်မတို့တော့အဲ့ကြတော့ကြည့်လိုက်တော့ဝဝနာရောက်နေပြီဆိုတော့အဲ့လူကပလလလက်အိတ်လိုက်ပြီးတော့လူသေးအောင်ဆောင်နှာခေါင်းကိုလေးအသက်မရှိဘဲနဲ့အောက်ထားပဲလူသေးအောင်ဆောင်နေလေရတယ်ဝဝကြီးကဟိုပုတ်ချီဒီပုတ်ချီနော်နှာခေါင်းနဲ့ခေါင်းနဲ့ဝဝကြီးကပြီးတော့သူ့လမ်းသူသွားရောသွားတဲ့အခါခုနသစ်ပင်ပေါ်တက်ပြေးသွားတဲ့တနတ်နဲ့ကောင်းကဝဝကြီးသွားတော့ပြန်ဆင်လာပြီးတော့ခုနသူ့တငယ်ချင်းသူပြစ်ထားရတဲ့တငယ်ချင်းပေးတယ်မင်းကိုဝဝကြီးကကပ်ပြီးတော့ဘာတွေပြောသွားတော့အေးတခြားမဟုတ်ပါဘူးကွာတဲ့အရေးကြုံလို့ရှိရင်ခုလိုပြစ်ပြေးတဲ့မိတ်ဆွေမျိုးပဲတော့မှမပေါင်းနဲ့လို့ပြောသွားတာတဲ့အဲ့ဒါမျိုးပဲနော်ဝန်းရနေတဲ့ပုဂ္ဂိုလ်တွေကအခက်ခဲကြုံရင်ထွက်ပြေးသွားကြတယ်သူတို့မကြုံရင်တော့ဘာလုပ်မယ်ညာလုပ်မယ်နဲ့ဆိုပြီးတော့မြောက်ပေးကြတယ်အဲ့ဒါကိုပပပိတ္တတာလို့ခေါ်တယ်အဲ့ဒီကိုယ်ဝင်ရနေတဲ့ပုဂ္ဂိုလ်တွေကမကောင်းတဲ့ပုဂ္ဂိုလ်တွေအခွင့်အရေးသမားတွေအဲ့ဒါရှင်သူခံရပြီတော့လို့ဆိုလို့လေနော်အဲ့တော့ဒီဝဒကြီးနာမှာဝင်ရနေတဲ့ပုဂ္ဂိုလ်တွေကကောကာလိကာတို့သမုဒ္ဒတတာတို့ကဒဘောရကတိတ်တာတို့ဆိုအဲ့ဒီယဟန်ယဟန်ဆိုတွေကြီးပဲကုန်ဝိုင်းမြောက်ပေးနေကြတယ်ဒီဝဒကိုဝိုင်းဝန်းပြီးတော့မြောက်ပေးနေလို့ကိုရောလည်းပဲတာကဝိမင်းသားပဲကောရမလည်းတာကဝိမင်းသားပဲကိုရောလည်းတကူရှိတာသူလည်းတကူရှိတာလို့မြောက်ပေးဝိုင်းချပေးနော်သူတို့နောက်ကလိုက်မယ်ဆိုပြီးတော့ဝိုင်းမြောက်ပေးတာအဲ့ဒီပပမိတ်တာမကောင်းတဲ့မိတ်ဆွေတွေရှိခြင်းဟာသူ့အရေးကိုကြားစေတဲ့အကြောင်းတစ်ခုပဲဖြစ်တယ်ခုနကသူကိုယ်တိုင်ကပပိစ္ဆာမကောင်းတဲ့ယုံမာတဲ့အလိုဆန္ဒရှိတာကတခုသူ့ကိုဝန်းရံနေတဲ့ပုဂ္ဂိုလ်ရဲ့မကောင်းတဲ့မိတ်ဆွေတွေဖြစ်မှုကတခုဆိုလိုတာကအတွင်းရောအပြင်ရောမကောင်းဘူးလို့ပြောလူတယောက်မကောင်းဘူးဆိုတာအတွင်းအကြောင်းအပြင်အကြောင်းနှစ်ခုရှိတယ် internet condition နဲ့ external condition တော့သူ့ရဲ့ပင်ကိုအတွင်းစိတ်တက်ကလည်းမကောင်းဘူးဘာဝကျင်ကပုဂ္ဂိုလ်တွေကလည်းပဲမကောင်းဘူးဆိုတော့သူကမကောင်းတာနှစ်ထပ်ကွမ်းဖြစ်သွားတယ်ပေါ့ဒါဥဆိုလိုတာပဲနော်အဲ့ဒီမကောင်းတာနှစ်ထပ်ကွမ်းကသူ့ကိုဆင်းရဲတွင်ရအောင်တို့ပို့လိုက်တယ်ဒီဝဒတဒီလိုဒုက္ခရောက်မှာမဟုတ်ဘူးဘယ်သူပဲဖြစ်ဖြစ်အခုပြောတဲ့ပပိစ္ဆာရှိမလားပပမိတ်တရှိမလားဆိုမကောင်းတဲ့ဘဝရောက်တည်ကြတယ်
အဲ့တော့အဓိကကတော့ပပိစ္ဆာပဲကိုယ့်ရင်ထဲမကောင်းတဲ့စိတ်တဲ့အရှိဖို့လို့ပလာပဆိုတဲ့တရားကိုယ့်ရဲ့တာရင်တာရလို့သိမှပြောရမယ်ကိုယ်စင်ကိုသိရမယ်အဲ့ဒီမျိုးရှိရမယ်ပြီးတော့ကောင်းတဲ့မိတ်ဆွေတွေကောင်းတဲ့ဘက်တွန်းတဲ့မိတ်ဆွေတွေနဲ့ရှိရမယ်တော့အတွင်နဲ့အပြင်အဲ့ဒီနှစ်ခုဟာအကြီးမားဆုံးရတဲ့နှစ်ခုပဲနောက်ဆုံးသုံးနံပါတ်ကတော့အားလုံးဆိုရင်ပฏิခောပနဥဒ္ဒရိကရဏီဒေဝဒတရားကျင့်တာကလမ်းမဆုံးသေးဘူးသူတမတိသမထကျင့်တဲ့ကိုကျင့်လို့သူဟာပုရုဇဉ်ဘဝနဲ့ဒိဗ္ဗစက္ခုတို့အိတိဝိဒတို့ဘိညာဉ်တွေရတကူကြည့်တယ်တကူရှိတယ်အဲ့ဒါတွေရပြီးတော့သူလောက်ရမှာရှေ့ဆက်ပြီးတော့ဝိပဿနာတရားအထုတ်ရမှာဘာမဟုတ်တဲ့တကူအိတိပတ်တွေနဲ့ဩရမတ္တကေနာရှေ့ဆက်လောက်ရမယ့်ကိစ္စတွေမပြီးသေးပဲနဲ့ဩရမတ္တကေနာမပြောပတ်လို့တဲ့အညံစားအရေးချင်းလေးနဲ့အညံစားဖြစ်တဲ့ဝိသေသတိကမေနာခုံတူဝိသေသနော်အဘိညာဉ်တရားတို့တွေကိုရာယုံလေးနဲ့အန္တရာဝတ္တနာပါတိသူဟာကမ္မထာအလုပ်ကိုရဆိုင်ပြလိုက်တယ်ရှင်းဆက်ပြီးဝိပဿနာတရားကျင့်ရင်သူရနာဖြစ်မှာအဲ့လိုဖြစ်နိုင်တဲ့အရေးချင်းရှိတဲ့ရှင်းဆက်လို့ရမှာမလုပ်ဘူးဆိုလိုတာကလူတယောက်ဟာဉာဏ်ကောင်းတဲ့ဂုဏ်တို့တွေရနိုင်တယ် PhD နဲ့ကျင့်တတ်ပြီးတော့ Master တို့ PhD တို့မယူခဲ့ဘူးဆိုတော့ဟိုသိတာအောင်ပြောပြတာနော်သူ့ဘဝမှာသူ့ရည်ချင်းကဒေါက်တာဘွဲ့ Doctorate Degree ထိအောင်ရနိုင်တဲ့တန်တဲ့ Bachelor ဘွဲ့လေးနဲ့ကျင့်တတ်တယ်အဲ့ဒီဘောမျိုးပေါ့နော်သူကလည်းရဟန္တာဖြစ်အောင်လုပ်ရမယ်အလုပ်တွေမပြီးသေးပဲနဲ့ရဟန္တာဖြစ်အောင်မကျင့်ပဲနဲ့လောကီတကူလေးနဲ့ตายရပြီးတော့ရက်ဆိုင်ထားတယ်အဲ့ဒါကတတိယအချက်ပဲအဲ့တော့လူတွေချင်တာတခုမှမဟုတ်ဘူးမြတ်စွာဘုရားပြောတာနော်အဲ့ဒါကိုမပြောမြတ်စွာဘုရားအဲ့ဒါရဲ့အကြောင်းလေးကိုပြောတယ်ဒေဝဒဟာတန်ခါသင်ခွဲလို့ငါကိုသေးသေးတီအောင်လုံးလို့ပြောဖို့ဘုရားတိထင်ပါအဓိကအကြောင်းလေးတာပဲနော်အဓိကရင်နှွဲကအကြောင်းတရားကဘာလို့ပပိစ္ဆာအပြင်ကအကြောင်းကဘာလို့ပမိတ်တနောက်သူ့ရဲ့ချွေရင်းချက်ကတရားတို့တရားရအောင်ကျင့်ဆောင်နိုင်တဲ့အရေးချင်းရှိပါလေရဲ့အဆုံးထိအောင်မသွားပဲနဲ့ရက်ဆိုင်တာဒါမှအကယ်၍တရားတို့တရားမြတ်ရသွားပြီဉာဏ်ဖြစ်သွားပြီဆိုဒီလုံးဒီလုံးမဟုတ်တော့ဘူးလေအဲ့ဒီသုံးခုမြတ်စွာဘုရားကတရားသူပို့ဆောင်ပေးတဲ့အကြောင်းတရားသုံးမျိုးလို့ပြောတာမြေပြိုတာလည်းပဲဒါကြောင့်ပဲအဲ့ဒီသုံးခုရဲ့လွှမ်းမိုးမှုကြောင့်ဒေဝဒဟာပင်ငယ်ကြာရောက်ပြီးတော့သူ့ဘဝဟာကုစားလို့မရအောင်ပြုပြင်ပေးလို့မရနိုင်တော့ပြုပြင်ပေးလို့မရဘူးကုစားလို့မရဘူးဆိုတဲ့စကားလုံးကိုအတ္တိကိစ္ဆောလို့မြတ်စွာဘုရားဟောတာအတ္တိကိစ္ဆောတိကိစ္ဆာဆိုတာကုစားလို့ရတယ်ပြုပြင်ပေးလို့ရတယ်ယောဂတစ်ခုဟာစိတ်ကုလို့မရတော့ဘူးဆိုအင်္ဂေဝရေဘောကုလို့မရတော့ဘူးအတ္တိကိစ္ဆာအဲ့ဒီအတိတ်ပဲနဲ့ပြောတယ်သူ့ကိုပြင်ပေးလို့မရတော့ဘာကြောင့်မရတာတော့ဆိုရင်သူ့ပင်ကိုကပပိစ္ဆာဖြစ်နေအဲ့ဒီရင်ထဲကအဆိုးတရားနောက်သူ့နဲ့ဝန်းရံနေတဲ့ပုဂ္ဂိုလ်တွေကပမိတ်တာလေဟောဒီအကြောင်းနှစ်ခုဟာအရေးကြီးတဲ့အကြောင်းနှစ်ခုအဲ့ဒီအကြောင်းနှစ်ခုဟာသူ့ကိုပြင်ပေးလို့မရတော့သူ့ပဲအဆိုးဘက်ကိုမရောက်ရအောင်ပို့တော့မှာပဲသူဆိုလို့လေနော်အဲ့တော့သူဟာမြေမြူရတာလဲဒါကြောင့်ပဲပင်ငယ်ရောက်သွားတာလဲဒါကြောင့်ပဲကုစားလို့မရနိုင်တဲ့ပြစ်မှုကြီးတွေကိုကျွလွန်လိုက်တာလဲဒါကြောင့်ပဲသူဆိုလို့လေနော်အဲ့ဒါဒီသုတ်တန်ရဲ့ဆိုလို့ချက်အဲ့တော့မြတ်စွာဘုရားက
ထာပဏအနေနဲ့ဟောထားတာလည်းရှိသေးတယ်ဒီသုတ်တံမှာမာစာတုကောစီလောကသမိပပိသောဥဒပစ္စထာလောကကြီးမှာလည်းမြည်သူမှအခုလိုအောက်တန်းကြတဲ့စိတ်ဆန္ဒတွေမရှိကြပါစေနဲ့ဘုသူတဏ္ဍမှာပဲဖြစ်ဖြစ်အခုလိုနော်ကိုယ်မှမရှိတဲ့အရေးချင်းနဲ့အရေးချင်းရှိတယ်ထင်ပြီးတော့ကိုယ့်ကိုယ်ဝင်မြင်တဲ့ပုဂ္ဂိုလ်တွေပဲဖြစ်ကြပါစေနဲ့ပေါ့ဒါအပဒမကြီးမားတဲ့ဒုက္ခကိုဖြစ်စေနိုင်တယ်ပေါ့နော်ကိုယ်အတိုင်းတာကိုမသိတာဟာပို့ဆိုးတယ်ပေါ့ကိုယ်ရေးချင်းကိုမသိတာပို့ဆိုးတယ်တတမိနာပိသနာထပပိသနာယထာဂတိအဲ့ဒါလို့ဆိုအောက်တန်းကြတဲ့စိတ်ဓာတ်တွေရှိတဲ့ပုဂ္ဂိုလ်တွေဟာဒီလိုဖြစ်တတ်တယ်ဒီလိုအခြေအနေကိုဆက်ရောက်သွားနိုင်တယ်ဆိုတာကိုသတိထားကြဖို့ဆိုပြတိုက်တော့အဲ့တော့ကိုယ်တဏ္ဍမှာမဖြစ်အောင်ဒါသတိထားမှာဒေဝတ္တဒီလိုခံရမှာငါတော့မခံရဘူးလို့မအောင်မိနဲ့ဒီလိုစိတ်ဓာတ်ရှိရင်ဒီလိုသွားမယ်ဒါပြောတာနော်ပဏိတောတိသမညာတောဘာဝိတ္တောတိသမတောရှင်ဒေဝဒဟာလူညံ့မဟုတ်ဘူးတဲ့ပဏိတောတိသမညာတောအများကရှင်ဒေဝဒဟာအသိဉာဏ်ထက်မြက်တဲ့ပုဂ္ဂိုလ်ပညာရှိပုဂ္ဂိုလ်ဖြစ်တယ်လို့ချီးမွမ်းကြတယ်ဘာဝိတ္တောတိသမတောကိုယ်စိတ်ကိုပိုင်နိုင်အောင်သမထကျင့်စဉ်တစ်ခုကိုအောင်မြင်ထားတဲ့ပုဂ္ဂိုလ်ဘာဝိတ္တနော်စိတ်ဓာတ်ကိုပိုင်နိုင်ထားတဲ့ပုဂ္ဂိုလ်တယောက်ကိုအလုံးကသိကြတယ်စလံဝယတတအထာဒေဝတ္တတော်ဒီဝိတုတောသာသနာတော်မှာရှင်ဒေဝတ္တလို့ဆိုတာဟာမိတော့ကလေးပမာတောက်ပါတယ်လင်းအောင်ပမာသာသနာမှာထင်ရှားတဲ့ပုဂ္ဂိုလ်တို့ပဲမျိုးရိုးကလည်းထင်ရှားတယ်နော်ထင်ရှားတဲ့မျိုးရိုးအရေးချင်းကလည်းထင်ရှားတယ်တောက်ပါတယ်တကူလေးရှိတယ်ဆိုအဲ့ဒါလို့မိလျံတို့တောက်ပါနေတဲ့ပုဂ္ဂိုလ်တယောက်ဟာဘာကြောင့်အဖြစ်ဆိုးနဲ့ကြုံသွားရတယ်လဲနော်ဘာကြောင့်ဖြစ်ဆိုးနဲ့ကြုံသောတပနာမနုစိန်နောတပနာမနုစိန်နောဆိုသူကသူဖရာအရေးချင်းနဲ့တန်တူဖရာရှိတဲ့အရေးချင်းသူမှလည်းအရေးချင်းရှိတယ်လို့ဖရာနဲ့တူတယ်လို့သူကသူစိတ်ကူးရင်နော်အဲ့ဒါပြဿနာစင်ကြီးတဲ့ကောင်ကအိုင်နဲ့မှလူးလွန်ပြီးတော့ကစားတာရေချိုးတယ်ငုတ်လိုက်ပေါ်လိုက်စင်ကြီးတဲ့ကောင်ရေနဲ့ထဲမှာဝင်ပြီးကစားတာအဲ့ဒါကိုအားကြပြီးတော့ယုံတဲ့ကောင်ကအဲ့ဒါလို့သွားလို့ပြုတ်ပြီးသိမှာပေါ့နော်စင်ရပြုတ်မှမဟုတ်တာအဲ့ဒါပြုတ်ပြောတာအဲ့ဒါလို့ကိုယ်တိုင်းတာကိုကိုမသိပဲနဲ့အဲ့ဒါလို့သွားလို့တာသောတမနာမနုစိန်နောဖះနဲ့တူတယ်လို့သူစိတ်ထဲမှာစိတ်ကူးတယ်အသစ္စာနာတထာဂတစိတ်ကူးပြီးတဲ့အခါကျတော့ဖះနဲ့တူတယ်လို့ဒီစိတ်ကူးတာမဟုတ်ပဲနဲ့ဖះကတူတဲ့တောင်ညံ့သေးတယ်ဆိုတဲ့ပုံစံမျိုးနဲ့အသစ္စာနာတထာဂတရသော်ဗျာကိုတော့အသက်ကြီးပါပြီအေးနေပါကိုတော့အုပ်ချုပ်တာသူအုပ်ချုပ်ပြပါမယ်ဆိုပုံစံမြတ်စွာဘုရားကိုစောကမောကပြောလို့အဝိစိနိရိယပတ္တောစတုပါရမယနကံအလွန်ကြောက်စရာကောင်းတဲ့တကားကြီး၄ခေါက်ရှိတဲ့အဝိစိငရဲကြီးလွတ်ဖို့ရမလွယ်ဘူးနော်ငရဲတွင်ကငရဲတစ်လုံးချုံနေတယ်တဏ္ဍကာကြီးတွေတတ်ထားတာနာယံကလည်းတတ်တယ်တဏ္ဍယံကြီးအောက်ကအခင်းကလည်းတန်းထွက်ပြေးမလို့ကြံတဲ့လွတ်လမ်းမရှိဘူးဝိသိကရဲကြီးအတိဘက်တိတံကာထားတာလေဘယ်ဘိသုကသွားဆောက်တဲ့တော့ဒီအဲ့ဒီနော်ဝိသိကရဲကြီးတန်မိုးတန်ကာတဏ္ဍယံကြီးတွေနဲ့ပြီးဟုံးတောင်းနေတဲ့ထင်မှာရောက်တာအဲ့ဒါကိုလွန်ကြောက်စရာကောင်းတဲ့ဝိသိကရဲကြီးကိုရောက်သွားတယ်တဲ့အတုထတယောထုပိပပကမ္မအကုပ္ပတောမဟုတ်တာမလုပ်တဲ့မပြင်းမာလိုက်တဲ့ဖရာကိုသွားပြီးတော့သူပြင်းမာတယ်တကယ်စင်ကြယ်တဲ့ပုဂ္ဂိုလ်ကပြင်းမာတာနော်မဟုတ်တာမလုပ်တဲ့
မပြစ်မှားတဲ့ပုဂ္ဂိုလ်သူတော့ပြစ်မှားပြီးတော့ပြစ်မှားပြီးပြောဆိုမဲ့ဆိုလို့ရှိရင်တဲ့အဲ့ဒီစိတ်ကောင်းနှလုံးကောင်းမရှိကာရဝတရားလေးစားမှုကင်းတဲ့အဲ့ဒီပြစ်မှားသူကိုမကောင်းမှုအကုသိုလ်တွေကသူ့ကိုလာထိရောက်သွားတယ်လို့ဆိုလို့တယ်ကိုလို့တဲ့ကိုပြန်ထိတယ်လို့ပြောတော့ပြစ်မှားတဲ့စိတ်ကပြစ်မှားသူကိုကိုယ်စီပဲပြန်ထိတယ်မပြစ်မှားတဲ့ပုဂ္ဂိုလ်သွားပြစ်မှားရင်အဲ့ဒီပြစ်မှားမှုကိုကိုယ်စီမှထိတယ်မြတ်စွာဘုရားဓမ္မပဒဥပနဲ့ဟောထားတော့ဆိုလို့ရှိရင်လေးညာမှနေတဲ့ပုဂ္ဂိုလ်ကိုသဲနဲ့ကောက်ပတ်လို့ရှိရင်ကိုယ်ပဲပြန်ပေါ့သဲတွေတူလိုက်မယ်ဘာလို့ဆိုရင်လေးကလေးကိုယ်ကလေးအောက်ကနေပဲအဲ့တော့မပြစ်မှားတဲ့ပုဂ္ဂိုလ်ပြစ်မှားတာမျိုးပဲနော်ကိုယ်စီပဲပြန်ရောက်လာကိုလုံးတဲ့ကိုယ်စီပဲပြန်ရောက်လာသမုဒ္ဒဝိတကောမေနယောမိညေယပတုတိတောနာတောတေနပတုတေယပိတမဟိဥတတိမယပင်လေကိုစိတ်ခတ်လူတယောက်ဟာပင်လေရည်တွေကိုသွားပြီးတော့စိတ်ခတ်ပြီးတော့ပင်လေရည်ပျက်စီးအောင်လုပ်တယ်လုပ်ဖို့ကြိုးစားတယ်ဆိုအဲ့ဒီပုဂ္ဂိုလ်ဟာတဲ့သူကသူဖြစ်စီရရောက်မယ်ဘာလို့လဲဆိုပင်လေရည်ဆိုတာအမှန်တမ်းကြောက်စရာကောင်းအောင်နဲ့လည်းနဲ့တယ်ကျဲတယ်အစိတ်အိုးလေးတစ်လုံးနဲ့တော့ဘာမှဖြစ်မှာပင်လေကိုသွားစိတ်ခတ်လို့မရဘူးလို့ဆိုလို့ပေါ့နော်ရည်ရည်အများကြီးတမန်ကန္တကံတို့ဘာတော့စိတ်ခတ်လို့ရမှာပေါ့ပင်လေကြီးကိုစိတ်ခတ်ဖို့ကြိုးစားတယ်လို့ပဲအမှန်တမ်းကြီးမားတဲ့ကျက်ပြတ်တဲ့ခုရှိတဲ့မြတ်စွာဘုရားကိုတော့ပြီးတော့ဒုက္ခပေးတယ်ဧဝမေဝတထဂတံယောဝဒိဏဝိဟိတတိအဲ့ဒါတော့ပဲပင်လေကြီးလို့အမှန်တမ်းကြီးမားတဲ့ဂုဏ်ကျေးဇူးတွေရှိတဲ့မြတ်စွာဘုရားကိုတဲ့ဆွဆွဲကဲ့ရဲ့မှုတွေနဲ့တွားပြီးတော့နှိမ့်ဆက်မယ်ဆိုလို့ရှိရင်အမှန်တမ်းငြိမ်းချမ်းတဲ့စိတ်နှလုံးရှိပြီးတော့အကျင့်ကောင်းတဲ့ပုဂ္ဂိုလ်သူမြတ်ထံကိုကဘလောက်ပဲအပြစ်တင်သူစီအပြစ်ကမရောက်ဘူးတဲ့ကိုစီပဲပြန်ရောက်မယ်လို့ဆိုလို့တယ်ကိုပဲပြန်ကြမယ်ဒါတိတံမိတ္တံကိုပိထာတင်္စသေးဝေထပဏိတောယတမက္ခအနုကောပောဖိက္ခုဧဝံဒုက္ခတပပုနေခယံဒုက္ခတပပုနေဆိုလိုတာကအသိပညာရှိပြီးတော့သူနိလန်တိုင်းလိုက်တာကျင့်သုံးလို့ရှိရင်ဆင်းရဲဒုက္ခကလွတ်သွားနိုင်တယ်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးနဲ့ပေါင်းပါတဲ့ကိုယ်ဆင်းရဲဒုက္ခကသူ့ကိုအတူယူအားကြပြီးလိုက်နာကျင့်သုံးလို့ရှိရင်ကိုယ်လည်းဒုက္ခလွတ်သွားနိုင်တယ်ခက်ခဲမျိုးစုံကလွတ်ပြီးတော့ကိုယ်လည်းကောင်းရသူကတိပုံတော့တန်တရားဝဆင်းရလွတ်မယ်ဆိုအဲ့ဒီလိုတန်တရားဝဆင်းကလွတ်စေနိုင်တဲ့အကျင့်ကောင်းရှိတဲ့ပုဂ္ဂိုလ်မျိုးပေါင်းပါလို့ပြောတယ်ဒါကပြမအကြောင်းတစ်ခုနဲ့ပတ်သက်ပြီးဒါတိတံမိတ္တကုပ္ပိထာအဲ့လိုမိတ်ဆွေမျိုးပေါင်းပါတယ်တင်္စသေးဝေယပဏိတောဒီလိုပညာရှိမျိုးကိုမိဝဲပါသူဆိုလို့လေနော်ပညာကိုယ်ကိုယ်တိုင်ကစဉ်းစားဉာဏ်ရှိရင်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးကိုသာပေါင်းတဲ့ဆက်ဆံပါတဲ့ယတမက္ခနုကောဘိက္ခုခယံဒုက္ခတပပုနေသူလမ်းကြောင်းအတိုင်းသူလိုနေရင်ကိုယ်လည်းပဲဆင်းရဲဒုက္ခလွတ်သွားမယ်အဲ့လိုဆင်းရဲဒုက္ခလွတ်အောင်စံပြจิตသုံးနေထိုင်ပြတဲ့မိတ်ဆွေကောင်းကပေါင်းပါဒုက္ခပေးမဲ့မိတ်ဆွေကောင်းတွေကိုမပေါင်းပါနဲ့ထိတုတ်တံမှာဏိကုံချုပ်ပြီးတော့မြတ်စွာဘုရားဒီလိုဟောထားတာဖြစ်တယ်အဲ့တော့ရှင်တေဝတ္တကိုငရဲသို့ပို့ဆောင်ပေးသည့်အကြောင်း၃မျိုးဆိုတာဟာပပမိတ်တာရှုံးပါတဲ့လူဆန္ဒရှိမှုပပိစ္ဆာတာယုံမှတော့လူဆန္ဒရှိမှုပမိတ်တာမိတ်ဆွေရုပ်တွေနဲ့ပေါင်းသင်းမှုနဲ့အတ္တရဝေါတနာအပါတိလှုပ်တဲ့လှုပ်ထိုက်တာလုပ်ငန်းတွေကိုပြည့်စည်အောင်မလုပ်ဘဲနဲ့လမ်းမှာပဲရနာထားခြင်းအဲ့ဒီအချက်၃ချက်ရသော်ဗျာကရှင်တေဝရပျက်စီးရခြင်းရဲ့အကြောင်း၃ချက်အဖြစ်ဒီသုတ္တမှာဟောထားတာဖြစ်ပါတယ်ဒါကြောင့်တရားချက်ခင်သူတော်စင်ပြိဿပေါင်းတို့မြတ်ဗုဒ္ဓရဲ့ဆုံးမတိုင်းကိုယ်တဏ္ဍမှာမဖြစ်စေရမယ့်တရားက
ရှင်ထဲမှာပပိစ္ဆာဆိုတဲ့မရှိတဲ့ကုံနဲ့ချီးမွမ်းခံလို့မှုဆိုတဲ့အဲ့ဒီစိတ်ဓာတ်မျိုးကိုယ်တဏ္ဍမှာမရှိစေရဘူးကိုယ်နဲ့ပေါင်းတဲ့ပုဂ္ဂိုလ်တွေဟာမကောင်းတဲ့ပုဂ္ဂိုလ်မျိုးမဖြစ်စေရဘူးစံနမူနာပြုပြီးတော့အတူလိုက်ကျင့်သုံးလို့ရှိရင်အတူယူကျင့်သုံးလို့ရှိရင်ကောင်းတဲ့အစဉ်တန်းကိုရတဲ့ပုဂ္ဂိုလ်မျိုးကိုသာလေပေါင်းတဲ့ဆက်ဆံရမှာဖြစ်တယ်အလုပ်တစ်ခုလုပ်လို့ရှိရင်အောင်မြင်သည့်ထိအောင်ချားမှရနာမထားပဲနဲ့အဆုံးထိအောင်လုပ်ရမယ်ဆိုတဲ့ဒီသင်္ကန်းစာဒီ message ကိုရသော်ပြပေးတာဖြစ်တယ်ဒါကြောင့်ရသော်ပြဆုံးမတဲ့အဆုံးမအတိုင်းလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်း